တေချာလူမှာဒီနေရာကျန်သေးတယ်ကိုလုံးဝင်ထားတဲ့ရွှေရလည်းအတူတူပဲလူရှိအောင်ဝင်ထားရတာအဲ့တော့မထူးဒီတတိမာယူငါလက်ထပ်မယ်ဒီနှစ်ဦးသဘောတူအချင်းလျားဖြစ်ပေါင်းမင်းကလေးစာချုပ်ပါလည်းမထူးလိုက်တော့ဟာကောင်းလေနင်ကအကျွေးမဆက်နိုင်ဖောက်ဒီမှာတွေ့လာတဲ့ထက်စာချုပ်ရော့တခါရဲလည်းမထုတ်လိုက်တော့နှစ်ဦးသဘောတူအချင်းလျားဖြစ်ပေါင်းမင်းကလေးစာချုပ်ဟာအမအကျိုးမဆက်နိုင်နဲ့ကျွန်တော်ဒီမှာပေါင်းလည်းမထိုးပါနဲ့အမကိုကျွန်တော်မယူနိုင်ပါဘူးကျွန်တော်အမအကျိုးဆက်မှာပေါ့ရောအေးအဲ့ဆိုနောက်တစ်ခါငါလာလို့နင်မဆက်နိုင်နင်ကယူရမယ်အကျွေးမဆက်နိုင်လို့ဒါအမကိုယူဖို့ဆုံးဖြတ်လိုက်တာကျွန်တော်ရိုင်းတော့မခိုင်းပါနဲ့ဗျာကျွန်တော်မခိုင်းပါနဲ့ဗျာနော်ဟဲ့နင်ကငါစကြောင်းနေခိုင်းတယ်လေတိတ်ဟုတ်နဲ့အမလေးကြောက်စရာကြီးငါဘဝလူပြိုလေးပဲရှိသေးတယ်မဖြစ်ဘူးသူ့ယူလို့တော့မဖြစ်ဘူးငါသူ့ယူရအောင်ဆက်မရအမလေးကြောက်တယ်တသားကြောက်တယ်အိပ်ပြတယ်ဒါကြောက်အိုးဘဝသမင်းတော့နမမှန်တကောလုံးဝင်ထားတဲ့ရွှေရလည်းအတူတူပဲလူရှိအောင်ဝင်ထားရတာအဲ့တော့မထူးဒီတတိမာယူငါလက်ထပ်မယ်ဒီနှစ်ဦးသဘောတူအချင်းလျားဖြစ်ပေါင်းမင်းကလေးစာချုပ်မှာငါလည်းမထိုးလိုက်တော့ဒါသူ့ရှိလိုက်တော့မယ်ငါသူနဲ့ပဲလက်ထပ်လိုက်ရမယ်ကွာကဲနင်းနဲ့ငါနဲ့အခုအချိန်လည်းများဖြစ်သွားပြီဆိုတော့အခုလောလောဆယ်ငါတားရည်6သွင်းနေရဒီလူရှိလဲလူပေးအချင်းလည်းများဖြစ်တော့လေလူရှင်းလူပေးရတယ်ဘာဆိုင်လို့လဲဗျာခင်ဗျားလည်းရှားရှင်နေစမ်းပါလေလူဆိုလူခုလူဒီမှာတော့ဒီတော့စိတ်ပါလို့စိတ်ပါလို့စိတ်ပါဒီနေ့မှမောင်လေးကိုခံကြရတူးရှိရဲတကယ်တော့မောင်လေးကိုအကျွေးနဲ့မသိချင်ပါဘူးသွားမရဲ့ရင်ဘွားစိတ်နာလို့ကဲပါမရဲ့အမရဲ့ရင်ဘွားကိုဘာလို့တော့စိတ်နာနေရလဲပြီးတော့အမနဲ့ကျွန်တော်နဲ့ကလည်းလင်များအောင်ဖြစ်နေကြပြီပဲအမရဲ့ကောင်းချင်းဆိုးချင်းကျွန်တော်လက်ခံပေးရမှာကျွန်တော်ပြောပြလေမသိချင်ပါနဲ့မောင်လေးရဲ့ကဲပါအချင်းလင်များအောင်ဖြစ်နေပြီပဲအမရဲ့ကောင်းချင်းဆိုးချင်းလက်ခံပေးရမှာပေါ့ကဲအမရဲ့ရင်ဘွားဘာမှမလို့ပြောစမ်းပါဦးမသိချင်ပါနဲ့မောင်လေးရဲ့ကဲပါပြောပြပါကဲဒါဆိုလဲအမရင်ဘွားမောင်လေးသိလို့ရှိရင်မောင်ပြစ်မသွားပါဘူးလို့ဂရိပေးရမယ်နော်ကဲလုံးဝပြစ်မသွားဘူး promise ဂရိနော်ဂရိပေးတယ်ပြောပြအမရဲ့ရင်ဘွားထပ်ပေါင်းချောမောင်လေးရဲ့